မင်္ဂလာပါကိုဆရာ The Glorious Man United Facebook page နဲ့ YouTube channel ကနေပြန်လည်ကြိုဆိုပါရစေဆိုတော့ဗျာဒီဗီဒီယိုလေးကတော့ကျွန်တော်အဲ့ဒီဖြစ်ပျက်လေးတစ်ခုပေါ့နော်ကျွန်တော်တွေ့လိုက်တဲ့အချိန်မှာကျွန်တော်စိတ်ထဲမှာခံစားရတာလေးကိုကျွန်တော်ဒါလက်တန်းပြောခြင်းပေါ့ဒါကျွန်တော်ရဲ့ခံစားချက်ကိုကျွန်တော်ဒီတိုင်းကျွန်တော်ညီကိုရင်းကျွန်တော် sharing လုပ်ခြင်းဖြစ်ပါတယ်ဆိုတော့ပုံမှန်လင်းပြောမယ်ဆိုရင်ကျွန်တော်အချက်လက်တွေကိုအတိအကျဘာမှ research လုပ်ထားတာမျိုးမဟုတ်တယ်လို့ကျွန်တော်ခေါင်းထဲမှာပေါ်လာတာကိုကျွန်တော်ပြောတာဖြစ်တဲ့အတွက်တချို့တော့ကျွန်တော်အချက်လက်လေးတွေအနည်းငယ်ကျွန်တော်လွဲမှားဒါမျိုးဖြစ်နိုင်ပါတယ်ဆိုတော့အဲ့ခါကျရင်လည်းနားလည်ပြီးပါလို့ပြောကြပါမယ် okay ဆိုတော့ရှည်သွားပြီဆိုတော့စလိုက်အောင်ဆိုတော့ဘာလဲဆိုတော့ကျွန်တော်ဒါမနေ့ညကကျွန်တော်တို့စပိန်ကူပါဒယ်ရီပြိုင်ပွဲ semi final ဆက်ပထမအကျော်ကစားရတယ်ပေါ့နော် Atletico Madrid နဲ့ကျွန်တော်တို့ Barcelona ကစားတယ်အဲ့ဒီပွဲမှာ Atletico Madrid ကသူတို့ရဲ့အိမ်ဝင်းမှာ 4-0 နဲ့နိုင်တယ် 4-0 နဲ့နိုင်တယ်ပေါ့နော်4-0 ဂိုးမရှိနဲ့နိုင်တယ်ပေါ့အဲ့တော့ဒါကျွန်တော်ဒီ semi final အဆင့်မှာသူကနောက်တစ်ကြော့ထပ်ကစားရအောင်ပဲဗျာ Barcelona ကွင်းမှာနောက်တစ်ခေါက်သွားကစားရမယ်ပေါ့အဲ့တော့ပွဲပြီး interview မှာကျွန်တော်တို့Atletico Madrid ရဲ့နီးပြ Simeone ကိုကျွန်တော်တို့ဒီသတင်းတော့ကမေးတယ်ပေါ့နော်ဒုတိယကြော့ဒီနုခန့်မှာ Barcelona ကပြန်လာနိုင်လားပေါ့ပြန်လာနိုင်မယ်လို့ထင်လားပေါ့မင်းတို့ဒုက္ခပေးနိုင်မယ်လို့ထင်လားမင်းတို့အဲ့ဆင့် semi final ဆင့်မှာထားခဲ့ပြီးတော့နောက်တစ်ဆင့်ကိုတက်သွားနိုင်မယ်ထင်လားဆိုတော့မေးချင်တာကတော့နောက်တစ်ပွဲမှာဒုတိယကြော့မှာ Barcelona က4-5 သွင်းပြီးတော့ Atletico ကိုနောက်ကောက်ချပြီး final တက်သွားနိုင်မယ်လို့ထင်လားပေါ့နော်အဲ့ဒီ date ပဲမေးတာပေါ့မေးတော့ Simeone ကဘာပြောလဲဆိုတော့သူတို့မှာတဲ့ Cristiano Ronaldo မှမရှိတာတဲ့ဆိုပြီးတော့သူအဲ့လိုလေးပြန်ဖြေသွားတယ်ပေါ့နော်ဆိုတော့အဲ့လိုပြန်ဖြေပြီးတော့သူ mic ကိုချပြီးရည်တယ်ပေါ့ဗျာဆိုတော့ဒါလေးကိုကျွန်တော်က Twitter မှာဖတ်လိုက်ရတော့အဲ့မှာကျွန်တော်ခေါင်းထဲမှာဖြတ်ခနဲဝင်လာတာ Cristiano Ronaldo ပေါ့နော်ဆိုတော့ဒီ Simeone ပြောခြင်းစရာပဲဒီ Cristiano Ronaldo က Atletico Madrid နဲ့တွေ့ရင်တော်တော်ဒုက္ခပေးခဲ့တာသူဒီ Real Madrid မှာရှိတော့ရောကျွန်တော်တို့ပြီးတော့ကျွန်တော်တို့ Juventus မှာရှိတော့ရောပေါ့နော်ကျွန်တော်တို့ United မှာ Ronaldo ရှိတော့တော့မှကျွန်တော် referee ရဲ့လက်ထက်မှာ United နဲ့ Atletico Madrid က Champions League ရှုံးထွက်အဆင့်မှာတွေ့လိုက်သေးတယ်အဲ့တော့ United ပြုတ်သွားတာပေါ့နော် Atletico Madrid ကနောက်တစ်ဆင့်တက်သွားတာပေါ့ပြောချင်တာက Ronaldo နဲ့ Atletico Madrid Ronaldo နဲ့ Diego Simeone ရဲ့ရေစပ်ပေါ့ဗျာအဲ့တော့ဒီ Premier La Liga မှာ Real Madrid က Atletico Madrid နဲ့ကစားရတဲ့ပွဲတွေမှာ Cristiano Ronaldo ကအမြဲတမ်းဂိုးသွင်းတာအမြဲတမ်းခြေစွမ်းပြပြီးဂိုးသွင်းတာဗျာပွဲတော်တော်များများမှာပေါ့နော်ဆိုတော့ကျွန်တော်တို့အဲ့ဒီမှာကျွန်တော်တို့ဒီစကားကို Simeone ပြောရခြင်းရဲ့အဓိကအချက်ပေါ့ကျွန်တော်တို့ဒီ2013-14ခုနှစ်ဖြစ်လိမ့်မယ်ကျွန်တော်တို့ဒါ Real Madrid ကသူတို့ရဲ့10ချိန်မြောက် Champions League ဖလားကိုရတဲ့နှစ်မှာ final မှာ Atletico Madrid နဲ့တွေ့တော့အဲ့ဒီမှာသူတို့ 1-1 တေကြပြီးတော့Sergio Ramos เนาะပွဲပြီးကနေဂိုးသွင်းတာเนาะအဲ့မှာ 1-1 ဖြစ်ပြီးတော့ကျွန်တော်အချိန်ပိုဆက်ကန်တော့ 4-1 နဲ့ Real Madrid ကသူတို့ရဲ့10ချိန်မြောက် Champions League ဖလားကိုရတယ်ပေါ့ဗျာအဲ့ဒီနော်အဲ့ဒီ4ဂိုးမြောက်ကျွန်တော်အချိန်ပိုမိနစ်120မှာ4ဂိုးမြောက်ကို Cristiano Ronaldo ကသွင်းတာเนาะအဲ့မှာတစ်ချိန်ဒါကျွန်တော်တိတာထင်ရှားတယ်ပေါ့ကျွန်တော်အဲ့ဒီစာလေးကိုဖတ်လိုက်တဲ့အချိန်မှာကျွန်တော်စိတ်ထဲမှာဒီ Diego Simeone နဲ့ Cristiano Ronaldo ဂျားတွေကကျွန်တော်ခေါင်းထဲမှာပေါ်လာတဲ့ဟာလေးတွေပေါ့အဲ့ဒါပြီးတော့အဲ့ဒီ2013-14 14-15မှာ15-16မှာကျွန်တော် Atletico Madrid နဲ့ Real Madrid နဲ့အဲ့ဒီနှစ် final မှာထပ်ဆုံတယ် Champions League final မှာဆိုတော့ Champions League final မှာမဆုံခင်ကျွန်တော် semi final quarter final မှာဖြစ်မယ်ထင်တယ် Real Madrid က Wolfsburg နဲ့ကစားရတယ်ဗျာဆိုတော့ကိုလူမှတ်မိလိမ့်မယ်အဲ့ဒီမှာ Wolfsburg ကွင်းမှာသွားကစားတဲ့အချိန်မှာ Real Madrid က 2-0 နဲ့ရှုံးတယ်ရှုံးပြီးတော့ဒုတိယကျော်အိမ်ဝင်းမှာကန်တဲ့ပွဲမှာ Cristiano Ronaldo ရဲ့ hat trick နဲ့ကျွန်တော်တို့ Real Madrid က 3-2 နဲ့နောက်တစ်ဆင့်ကိုတက်သွားတယ်ပေါ့နော်အဲ့ဒီနှစ်ကဖြစ်ခဲ့တာဆိုတော့အခုဒီ Simeone ပြောသလိုပေါ့သူတို့အသင်းမှာ Ronaldo မှမရှိတာဆိုတာကဒီလို Cristiano Ronaldo ကဗျာကိုကစားတဲ့အသင်းတစ်သင်းကိုအောင်မြင်မှုတွေစီ carry လုပ်ခဲ့တာမှာသူကတူးတဲ့စွမ်းဆောင်ရည်နဲ့သူ carry ခဲ့တဲ့အချိန်တွေပွဲတွေကတစ်ချိန်တည်းမဟုတ်ထက်ကသူ့ရဲ့ရေချင်းကိုဒီကမ္ဘာစင်မြင့်ထက်မှာဗျာထက်ကတက်တည်ပြခဲ့တာ Cristiano Ronaldo ကကျွန်တော်ဒါတွေကဗျာလုံးဝဘယ်လိုပြောမလဲကျွန်တော်ဖြောက်ဖြက်ပြစ်လို့မရတဲ့မှတ်တမ်းတွေဗျာထားပါအဲ့မှာ Ronaldo တယောက်တည်းရဲ့စွမ်းကြောင့် Real Madrid ကနောက်တစ်ဆင့်ကိုတက်သွားတယ်ပေါ့ဗျာသူ့ရဲ့သွင်းဂိုးတွေနဲ့အဲ့ဒီကနေကျွန်တော်အဲ့ဒီနှစ် final မှာသူတို့ထပ်တွေ့တဲ့အချိန်မှာလည်းကျွန်တော်ဒါပွဲချိန်မှာ1-1 တည်ကြတယ်ကျွန်တော် Atletico Madrid က Carrasco သွင်းတယ်ဗျာကျွန်တော်မှတ်မိတယ် Real Ramos ပဲဖြစ်မယ်ထင်တယ်ကျွန်တော်သေချာတော့မသိတော့ဘူးဗျာအဲ့မှာ Real နဲ့သူတို့1-1 draw ကြပြီးတော့ penalty မှာရှုံးပြီးတော့ Real Madrid က Atletico Madrid ကိုအဲ့ final မှာအနိုင်ယူပြီးတော့ Champions League ဖလားကိုနောက်တစ်ချိန်ထည့်ယူတယ်ပေါ့နော်ဆိုတော့အဲ့ဒါ2015-16နောက်ကျွန်တော်မှတ်မိတာအဲ့ဒီနှစ်ပြီးနောက်နှစ်ဖြစ်မယ်တယ်2016-17မှာဖြစ်လိမ့်မယ်
Real Madrid နဲ့ Atletico Madrid နဲ့ Champions League semi final ဆက်မှာထပ်တွေ့တယ် semi final မှာတွေ့တော့လေပထမကြော Real ကွင်းမှာ Real 3-0 နဲ့နိုင်တယ် Atletico Madrid ရဲ့ကွင်းမှာ 2-1 နဲ့ Real ရှုံးတယ်ဒါပေမဲ့နှစ်ကြောပေါင်း 4-2 နဲ့နောက်တစ်ဆင့်ကိုတက်တယ်ပေါ့နော်ဆိုတော့အဲ့ဒီပွဲမှာလေကျွန်တော်တို့ဒီပထမကြော Real Madrid ကွင်းမှာ 3-0 နဲ့ Real နိုင်ခဲ့တဲ့ပွဲမှာ Cristiano Ronaldo က hat-trick သွင်းခဲ့တာဗျာဆိုတော့ထားပါအဲ့လိုပေါ့နော်ဒါ Real Madrid မှာရှိစဉ်ကဒီ Ronaldo နဲ့ Simeone နဲ့ထိတ်တိုက်တွေ့ဆုံခဲ့တဲ့တကယ်ကျွန်တော်တို့ဗျာလုံးဝမှတ်ထင်ရှိနေတဲ့ပွဲတွေပေါ့ဆိုတော့အဲ့ဒါပြီးတော့ဗျာ Ronaldo နောက်ပိုင်းပေါ့ကျွန်တော်တို့ဒါ Juventus ကိုရောက်သွားတယ်ဆိုတော့ကျွန်တော်ဒီကြားထဲကတချို့ပွဲတွေလည်းကျွန်တော်တို့ဒီ La Liga မှာတချို့ပွဲတွေလည်းရှိတယ်ဗျာဆိုတော့ဒါတွေကထားပါကျွန်တော်တို့အားလုံးရဲ့စိတ်ထဲမှာကျွန်တော်အခုပြောလိုက်ရင်တချို့ချက်ချင်းမမှတ်မိတဲ့လူတော်မှာအော်ဟုတ်သားပဲလို့ဖြစ်သွားမယ်ပွဲတချို့ပေါ့နော်ဒါအကုန်လုံးတိကြမယ်ပွဲတွေပေါ့ဆိုတော့အဲ့လိုနဲ့ကျွန်တော်တို့ဒါ Juventus မှာလည်းကိုလူကိုမှတ်မိလေပေါ့အဲ့တော့ Champions League quarter final လောက်မှာဖြစ်မယ်ထင်တယ်2019ခုနှစ်ကဆိုတော့ကျွန်တော်တချို့အချက်လေးလွဲမယ်ဆိုတော့ဗျာဥပမာအဆင့်တို့ခုနှစ်တို့ပေါ့နော်လွဲကောင်းလွဲနိုင်တယ်ဒါကျွန်တော်ကအခုလက်တန်းပြောတာမလို့ဘာလို့လဲဆိုတော့ခံစားချက်ကဗျာအဲ့လိုသိရမလားကျွန်တော်ရင်ဘတ်ထဲမှာပေါ်လာတဲ့အချိန်မှာဘက်ကနေထုတ်ပြောလိုက်ရတာပို့ပြီးတော့ feeling ရှိရလေဆိုတော့ထားပါအဲ့ဒီမှာကျွန်တော်တို့ဒီ Atletico Madrid နဲ့ Juventus နဲ့တွေ့တယ်ပထမကြော Atletico ကွင်းမှာ Juventus က 2-0 နဲ့ရှုံးတော့ဗျာအဲ့မှာသိရမလားကျွန်တော်တို့ဒါ fan တွေ Atletico fan တွေလေးတိုက်တာလေဗျာအဲ့ video တွေကျွန်တော်တို့ဒါ YouTube မှာရှာကြည့်လို့ရပါတယ်တော်တော်မိုက်တဲ့ editing တွေနဲ့ရှိတယ်ဗျာဒုတိယကြော Real Madrid ကွင်းမှာ Real Madrid က 3-0 နဲ့နိုင်ပြီးတော့ 3-2 နဲ့နောက်တစ်ဆင့်တက်သွားတယ်ဆိုတော့ထုံးစံတိုင်းပဲ3ဂိုးလုံးက Cristiano Ronaldo သွင်းသွားတာ Ronaldo ရဲ့ hat-trick ပေါ့ဆိုတော့ဒီကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲ Cristiano Ronaldo ကဒီလိုကိုယ့်ရဲ့အသင်းကိုဒီလို carry ခဲ့တာဗျာသိလားဒါတွေကကျွန်တော်တို့ဘယ်လိုပြောမလဲကျွန်တော်တို့ဘယ်လိုဖြောက်ဖြက်ပြစ်လို့မရတယ်မှတ်တမ်းနေဗျာဆိုတော့အဓိကပြဒီ Simeone အတွက်လည်းဒါ Ronaldo ပေးတဲ့ဒဏ်ရာတွေပေါ့နော်မင်းငါ့ကိုဘယ်လောက်ထိလိုက်ဒုက္ခပေးနေအောင်မလဲလို့ပြောရလောက်အောင်ကိုဒါ Real Madrid မှာတောက်လျှောက်တုတ်ခဲ့တယ်ပြန်တခါ Juventus ကိုရောက်တော့လဲထပ်ပြီးတော့ဒုက္ခပေးသွားတယ်ဗျာအဲ့ဒီပွဲကတော့လုံးဝပေါ့ညံသွားတယ်ဗျာဒါကိုဆရာအားလုံးသိမှာပါ Ronaldo အောင်ပွဲခံတဲ့ပုံတွေဘာညာပေါ့ဗျာဆိုတော့ဒါကအဲ့လိုနဲ့ပဲ Simeone က Cristiano Ronaldo ကိုထပ်ပြီးတော့ရှုံးပေးခဲ့ရတယ်ပေါ့ဆိုတော့ဒါကကျွန်တော်တို့ချစ်တဲ့ Cristiano ဗျာသိလားဟိုမင်းတို့ကဘာဖြစ်လို့ Ronaldo ကဘာကောင်မလို့ညာကောင်မလို့ဆိုရင်ကျွန်တော်တို့က Ronaldo ဒါတွေကြောင့်ချစ်တာဗျာသိလား Cristiano Ronaldo ကိုကျွန်တော်တို့အားပေးတယ်ကျွန်တော်ကြိုက်တယ်ဆိုတာအဲ့ဒါတွေပဲသိလားသူ့ရဲ့မှန်ပါတဲ့ပုံစံတွေပေါက်ကွဲအားပြင်းထန်တဲ့ပုံစံတွေအပြင်ကိုဒီ Cristiano Ronaldo ကသူကစားခဲ့တဲ့အသင်းတွေကိုသူတယောက်တည်းအားနဲ့ထမ်းတင်ခဲ့တာတစ်ချိန်မဟုတ်နှစ်ချိန်မဟုတ်သုံးချိန်မဟုတ်လေးချိန်မဟုတ်ငါးချိန်မဟုတ်ဗျာထက်ကသူဒီကမ္ဘာဘောလုံးစင်မြက်မှာကျွန်တော်တို့ကြည့်ခဲ့ရကျွန်တော်တို့ဆို live ကြည့်ခဲ့ရတာဗျာသိလားနောက်ဆုံးဗျာဒီ Manchester United ကိုသူအသက်36 39လောက်မှာရောက်တာတော့မှအဲ့ဒီနှစ်က Champions League ပွဲတွေမှာဒါ Cristiano Ronaldo ရဲ့သွင်းဂိုးတွေအုပ်စုဆင့်ပွဲတွေကသွင်းဂိုးတွေเนาะကိုဆရာတို့မှတ်မိလေဦးမယ်ပြီးတော့အဲ့ဒီနှစ် Premier League မှာ Ronaldo ဂိုး20လားမသိဘူးကျွန်တော်ဟို number တွေတော့ကျွန်တော်သိချာမှတ်မိတော့ဒါပေမဲ့ Ronaldo ကအဲ့ဒီနှစ်က United ရဲ့ဂိုးသွင်းများဆုံးကစားသမားဖြစ်ခဲ့တယ်ပေါ့နော်ဆိုတော့ဒီသူ့အသက်အရွယ်နဲ့သူကစားခဲ့တဲ့အသင်းတွေကိုသူလုပ်ပေးခဲ့တာတွေနဲ့ဗျာသိလားဟိုပြောလဲချင်မနေဘူးဗျာသိလားဟာတာဟုတ်မနေဘူးအဲ့ဒါမျိုးပါဗျာဘယ်သူမှဗျာဘောလုံးသမိုင်းမှာဒီလောက်နှစ်ကြာကြီးဗျာဒီလိုမျိုး golden record တွေဆိုတာ brother ဘလို့မှဗျာကျွန်တော်ပြောမယ်ဘလို့ဘယ်ကောင်မှထပ်လုပ်ပြနိုင်ဘူးမလွယ်တဲ့ချိန်တွေပြီးတော့ဗျာ तू လုပ်ပြနေတယ်ဆိုတာကျွန်တော်တို့ဟိုဘောင်ဝင်တဲ့လိတွေမှာမဟုတ်ဘူးဗျာသိလား तू အသက်36 39လောက်ထိကိုဒီဥရောပအဆင့်မြင့်ဆုံး league မှာအဆင့်မြင့်ဆုံး club တွေကတသင်းမှာကစားပြီးတော့ဒီလို Champions League လို့အဆင့်တွေမှာ Ronaldo ကဂိုးတွေသွင်းနေတော့ဆိုတော့အဲ့ဒါကျွန်တော်တို့ Ronaldo ဘာကြောင့်ကြိုက်လဲဆိုတော့အဲ့ဒါပဲသိလားမက်ဆီပိုကောင်းတာလက်ခံတယ်မက်ဆီပိုကောင်းတာသိတယ်မက်ဆီဒီကောင်းတယ်သူ့အတွက်သူ့ကစားသမားဘဝတစ်လျှောက်မှာ तू ကပြည့်စုံတဲ့အောင်မြင်မှုတွေရထားပြီးသားဒါပေမဲ့ Cristiano Ronaldo ဒီလေကျွန်တော်တို့ရဲ့ရင်ဘတ်ထဲကအကောင်းဆုံးဘောလုံးမှာပဲဗျာသိလားကျွန်တော်တို့က Cristiano အဲ့လိုချက်တာကျွန်တော်ဆိုရင်ကျွန်တော် Ronaldo ကို Day 1နဲ့ကစပြီးကြည့်ဘူးတာဘောတန်တဲ့ပွဲမှာဆိုရင်ရွှေအောင်လေးနှချောင်းနဲ့လူစားဝင်ဖို့ Nicky Butt နဲ့လူစားလဲတာထင်တယ်အဲ့ဒီမှာကွင်းထဲကိုဝင်ဖို့စပြီးတော့ဒီကျွန်တော်ကွင်းဘေးမှာကျွန်တော်တို့ပါလဲဒီဟိုဒိုင်လူကြီးကဒီပုံပြားမြောက်နေတဲ့အချိန်မှာသူအဲ့လိုမျိုးသိရမှာလားသွေးပူလုံနေကြတဲ့ကအဲ့ဒီပုံရိပ်တွေကဗျာအခုတည်းကျွန်တော်အခုပြောရင်အခုကျွန်တော်မျက်စိထဲမှာပြန်မြင်နေဗျာအဲ့တချို့ကပြောလိမ့်မှာတချို့ကဆိုဗျာဒီ2020ပေါ့ကျွန်တော်တို့နိုင်ငံမှာတခုရှိရ brother တို့သတိထားမိလားအဲ့ COVID ကာလနောက်ပိုင်းမှာဘလုံးမဲ့ပြိသက်တွေပိုများလာတယ်ဘာလဲတော့ကျွန်တော်နားမလဲဒါပေမဲ့အဲ့ဒီနောက်ပိုင်းမှာကြည့်တဲ့တချို့ကြတော့
မင်းတို့ကဘလို့သွင်းတာဗာpenalty မှာတော့ဗာ brother ကျွန်တော်ပြောမယ် highlight တွေဗျာ YouTube မှာအများကြီးရှိတယ်ကျွန်တော်တို့ကြည့်ခဲ့ရတဲ့ Cristiano Ronaldo က2008 2009ဘယ်လောက်ကောင်းခဲ့လဲဗျာသိလားအခုကျွန်တော်အခုပြောနေတယ်ကျွန်တော်မျက်စိထဲမှာမြင်တယ်ဗျာဒါ Premier League မှာဗျာဒီလိုဝင်ကာတယောက်ကတောင်ပန်းကနေပြီးတော့အသင်းကို carry လုပ်ပေးတာကျွန်တော်အဲ့ရှေ့မှာ Henry တို့ဘာလို့ကြည့်ခဲ့ဘူးပါတယ်ဒါပေမဲ့ Ronaldo ကလည်း Henry တို့နဲ့ဒါခစ်ပြိုင်ကစားခဲ့တာပဲဗျာသိလားအသက်အရွယ်ကတော့မတူပေမဲ့အဲ့ Premier League မှာသူ shiny ဖြစ်လာတဲ့အချိန်မှာကျွန်တော်ဒါ Henry လည်းဒါ Arsenal မှာရှိနေအောင်မယ်ထင်တယ်ကျွန်တော်နည်းနည်းတော့ကျွန်တော်လွဲကောင်းလွဲလိမ့်မယ်ဒါပေမဲ့သိတယ်မလားကျွန်တော်တို့ဒါ Premier League မှာဒီလောက်ကောင်းတဲ့ဝင်ကာဗျာသိလားအဲ့ဒီရှေ့မှာ brother တို့ကျွန်တော်တို့လူရွယ်တွေပေါ့ဗျာမမြင်ဘူးပဲဗျာ Cristiano Ronaldo ကလှုပ်ပြခဲ့တာကျွန်တော်ဒါ Manchester United ကို Manchester United နဲ့တူ Champions League Final ကို2ချိန်စတိုက်တက်ခဲ့တာဗျာတစ်ချိန်ပထမတစ်ချိန်မှာ Chelsea ကိုနိုင်ပြီးတော့ရတယ်ဒုတိယတစ်ချိန်မှာ Barcelona ကိုရှုံးတယ်ပေါ့နော်ရှုံးပြီးဒုတိယပဲရတယ်အဲ့ဒါပြီးတော့နောက်ရာသီမှာသူ Real Madrid ကိုပြောင်းသွားတယ် Real Madrid မှာတော့သူ့ရဲ့စွမ်းဆောင်ရည်ကြောက်စရာကြီးဒါသူ့ရဲ့လုံးဝ peak ဗျာသူ့ရဲ့ prime time ကိုဒါ Real မှာရောက်တာပဲကျွန်တော်တို့ပြောရရင်ဒါ Manchester United မှာသူ့ရဲ့ prime ကိုသူစဝင်တယ် Real Madrid မှာတော့ဒါ Cristiano Ronaldo ရဲ့အောင်မြင်ဆုံးကာလတွေသူဖြတ်သန်းခဲ့တာပဲသူလုံးပြခဲ့တာသူ Real အတွက်သူယူပေးခဲ့တဲ့စုဖလားတွေသူယူပေးခဲ့တဲ့နိုင်ပွဲတွေဆိုတာဗျာသိလားချင်မနေဘူးဗျာသိလားအဲ့တော့ထားပါအဲ့ဒီအသက်30မတိုင်ခင်ဒီ Cristiano Ronaldo ဆိုတာကျွန်တော်တို့ဒီတောင်မန်တွေကနေပြီးတော့ကျွန်တော်တို့အခုဆိုတာ inside forward ပုံစံမျိုးပေါ့ဗျာတောင်မန်တွေကနေကျွန်တော်ဒါဂိုးရီယာတွေကိုဆွဲလာမယ်ကန်ထည့်မယ်တောင်းပြက်ဝင်မယ်လှမ်းကန်မယ်ဒီလိုပုံစံတွေနဲ့ဂိုးတွေသွင်းခဲ့တာသူသွင်းခဲ့တဲ့ဂိုးတွေထဲမှာဒါကျွန်တော်တို့ guide ဝေးကနေလှမ်းကန်တာတွေပါတယ် free kick တွေပါတယ်ဆိုတော့မျိုးစုံပဲဗျာသိလား Cristiano Ronaldo လောက်ပြခဲ့တာပေါ့နော်ပြီးတော့ကျွန်တော်ခုနကပြောတဲ့ဒီ Atletico Madrid နဲ့ထိပ်တိုက်တွေ့တဲ့ပွဲတွေမှာသူတောက်လျှောက်သွင်းခဲ့တော့ကသူတယောက်တည်းကိုတည်ကစားတာမဟုတ်ဘူးအဲ့တုန်းက Real Madrid က BBC တိုက်စစ်တွင်းတယ်သူကကျွန်တော်ဒီတောင်မန်တစ်ဖက်မှာဆိုရင်ဒါသူ့ရဲ့ Gareth Bale ရဲ့ကျွန်တော်တခါလေးဘန်စီမာတောင်မန်ထွက်ကစားတယ်တော့နေတော့အလဲဝင်ကစားတယ်စသဖြင့်ပေါ့နော်ပြောရရင်ဒီလိုမျိုးကစားသမားကောင်းတွေအများကြီးရှိတဲ့ရဲအောင်မှာသူ့ရဲ့အရေးသွေးကိုကျွန်တော်တို့ကမျက်ဝါးထင်တယ်မြင်ခဲ့ရတာပေါ့နော်အဲ့တော့ဒါကတော့ဗျာဒါပြောချင်တာကျွန်တော်ဘာကြောင့် Cristiano Ronaldo ကိုကြိုက်လဲဆိုတာပေါ့နော်ဆိုတော့အဓိကကျွန်တော်ပြောချင်တာတော့ခုနကျွန်တော်ရှေ့မှာပြောတဲ့ဒီ Diego Simeone ရဲ့အဲ့မှတ်ချက်လေးတစ်ခုကနေပြီးတော့ကျွန်တော်ရဲ့ဟိုအုံနောက်ထဲမှာဗျာပြန်ပွားလာတဲ့အတွေးတွေပေါ့နော်ကျွန်တော်Ronaldo ဆိုတာဟိုဒီ Simeone နဲ့ထိပ်တိုက်တွေ့တဲ့ပွဲတွေမှာသူဘယ်လိုတွေစွမ်းဆောင်ပြခဲ့တာပဲဆိုတော့ကျွန်တော်မှတ်မိတာလေးတွေပေါ့ဆိုတော့အဲ့မှာ Simeone ကတခါပြောခဲ့ဘူးတည်တယ် interview မှာဘယ်တော့မှလည်းတော့ကျွန်တော်မှတ်မိတော့တကယ်လို့တဲ့ Ronaldo သားတဲ့ Real Madrid မှာမရှိရဆိုလား Ronaldo သားဘောလုံးသမားမဟုတ်ရင်ဆိုလားမသိဟုတ်တယ် Ronaldo သားဘောလုံးသမားမဟုတ်ခဲ့ရင်တဲ့သူကတဲ့ Champions League ဖလားကိုတဲ့ Atletico Madrid နဲ့သူ3ချိန်ယူပြီးသွားပြီတဲ့သူအဲ့လိုပြောတယ်ဗျာဆိုတော့ဟုတ်တယ်ခုနက final 2ချိန်ရဲ့နောက်ပြီးကျွန်တော်အဲ့နောက်ရာသီမှာ semi final မှာတစ်ချိန်ရပေါ့နော်ဒါ Ronaldo အသေးခွဲခဲ့တာပေါ့ဆိုတော့okay ပါကျွန်တော်ခုနပြောဆိုပဲဒီ Simeone ရဲ့စကားလေးအပေါ်မှာဒါကျွန်တော်ကိုမြူးပြီးတော့ကျွန်တော်ခေါင်းထဲဝင်လာတာလေးကိုကျွန်တော်မနေနိုင်လို့လာပြီး sharing လုပ်တာပေါ့ဆိုတော့ကိုဆရာတော့ညီကိုတော့ Ronaldo နဲ့ပတ်သက်ပြီးတော့ဘယ်ခိုက်တန့်လေးတွေအမှတ်တရဖြစ်ခဲ့ဘူးလဲ comment မှာဝင်ပြီးပြောတော့ပါကျွန်တော် comment လေးတွေဖတ်ချင်လို့ဆွေးနွေးချင်လို့ပေါ့နော် okay ပါဆိုတော့အားလုံးကျေးဇူးတင်ပါတယ် see you